မင်္ဂလာပါမိတ်ဆွေတို့ရေတခါတရံကလေးတယောက်ရဲ့စကားတွေကလူကြီးတွေရဲ့မကြားကျင်တဲ့အမှန်တရားကိုတိတ်တိတ်လေးပြောပြပေးတတ်ပါတယ်။ဆောင်းမေးပွဲအမှတ်နည်းလာခြင်းထက်အမှုအကျင့်ပြတ်သွားခြင်းထက်နောက်ွယ်မှာရှိနေတဲ့အရာကပွဲကွာသွားတဲ့မိသားစုရဲ့နာကျင်မှုပါ။ဆရာညီတဲ့မြန်မာဘာသာပြန်ဆိုထားတဲ့ကလေးတယောက်ဤရင်ဖွင့်လွှာဆိုတဲ့စာစုကတော့မေမေနဲ့ဖေဖေရဲ့အငင်းပွားမှုကြားမှာအတန်မထွက်ပဲငိုနေရတဲ့ကလေးတယောက်ရဲ့နှလုံးသားကိုစာရွက်လေးတစ်ရွက်ပေါ်ကနေတိတ်တိတ်လေးဖွင့်ပြထားပါတယ်။စာမေးပွဲအဖြေမဟုတ်ပါဘူး။ဒါဟာချစ်ချင်းမေတ္တာကိုတောင်းဆိုတဲ့ရိုးရှင်းပေမဲ့အင်အားကြီးဆုံးကလေးတယောက်ရဲ့စာရန်တစ်ပုဒ်ပါ။ဒီနေ့မှာတော့ကလေးတယောက်ရဲ့ရင်ထဲကလာတဲ့စကားလုံးတွေကိုနှလုံးသားနဲ့နားထောင်ကြရအောင်။ကလေးတယောက်ဤရင်ဖွင့်လွှာမိကိုရောင်ဆွဲတာအင်ဂျီလေးသည်တော်မီထိုင်နေကြနေရာလေးမှာရော့တိလျှော်ရဲချိတ်ဆွဲလျက်ရှိနေ၏ထိုအင်ဂျီသည်တတိယရန်မှအတန်းဖော်များနှင့်လိုက်ပါသွားခဲ့သောအားငယ်စိတ်ဝင်နေသည့်တော်မီ၏အင်ဂျီလေးဖြစ်သည်တော်မီចောင်းစာများညံပြင်းလာခြင်းအမှုအကျင့်များပြက်ပြားလာခြင်းတို့အတွက်ပြုလုပ်မိဆွေးနွေးပွဲတွင်မကြသေးခင်ကပင်ကွာရှင်းပြက်ဆဲခဲ့သောမိဘနှစ်ပါးလာရောက်ကြမည်ဖြစ်သည်တော်မီသည်တဦးရေးသောသားဖြစ်ပြီးအမြဲပျော်ပျော်နေတတ်သူပေါင်းသိမ်းကူညီတတ်သူထူးချွန်သောចောင်းသားလေးတစ်ယောက်ဖြစ်သည်မကြသေးခင်ကပြုလုပ်ခဲ့သောစာမေးပွဲတွင်တော်မီကကောင်းစွာမဖြေနိုင်ခဲ့မိဘနှစ်ပါးကွဲကွာ၍ကွာရှင်းပြက်ဆဲကြသည့်အတွက်စိတ်ပြက်အားငယ်သွားသောကလေးတစ်ယောက်၏တိမ်ငယ်ညံ့ဖျင်းသွားမှုကိုသူမိဘတွေတည်သွားအောင်ကျွန်တော်မြည်တို့လုပ်ရမလဲဆိုတာမသိတော်မီမိခင်ဖြစ်သူကအခန်းထဲဝင်လာပြီးကျွန်တော်စပွဲခုံဘေးမှာချထားသည့်ကလထိုင်တွေထဲမှထိုင်ကုန်တစ်ခုံတွင်ဝင်ထိုင်သည်မကြခင်မှာဖခင်ဖြစ်သူရောက်လာသည်ဒါဆိုအခြေအနေကောင်းပြီအ ਨੇ ဆုံးတော့သူတို့သား၏ပညာရေးအတွက်စိုးရိမ်မှုတွေရှိနေကြသေးသည်သူတို့နှစ်ဦးကြားတွင်အံ့အားသင့်မှုဒေါသဖြစ်မှုတွေဖြတ်တန်းသွားကြသည်ထို့နောက်သူတို့နှစ်ယောက်တိတိတတ်သားပင်တယောက်ကိုတယောက်ဂရုမစိုက်ဘဲနေကြသည်ကျွန်တော်တော်မီ၏အမှုအကျင့်ပြက်လာမှုများចောင်းစာညံ့လာမှုများကိုအသေးစိတ်ပြောပြနေရင်းနှင့်ပြန်လည်ပေါင်းဖက်ကြပါစေဟုဆုတောင်းနေမိသည်သို့တော်လည်းစကားအဖြစ်ပြောဖို့ဆိုတော့ကျွန်တော်ပါဇက်ကပြောမထွက်နိုင်ပဲဖြစ်နေသည်တော်မီ၏ညစ်ပတ်လှသောဂယုမဆိုင်သောចောင်းစာတွေကိုမြင်လျင်တော့သူတို့တည်တန်းတည်သွားလိမ့်မည်တော်မီစာရေးကုန်ပြီးနောက်တွင်ထိုးထည့်ထားသည့်မျက်ရည်များဖြင့်စွန်းထင်နေသည့်စာရွက်လေးတစ်ခုကိုကျွန်တော်တွေ့သည်ထိုတွန့်ကျင်နေသောစာရွက်မှာအင်္ဂလိပ်ဘာသာဖြစ်သည်စာမျက်နှာနှစ်ဖက်လုံးတွင်စာတွေအပြည့်ရေးထားသည်တို့ရာတွင်ចောင်းစာမဟုတ်ဝါကြတစ်ကြောင်းကိုထပ်တလဲလဲရေးထားသည်ကျွန်တော်သည်ထိုစာရွက်ကိုတိတ်ဆိတ်စွာဖြန့်လိုက်ပြီးတော်မီအမေကိုပေးလိုက်သည်သူမကစာရွက်ကိုဖတ်ပြီးစကားတစ်ခုမှမဆိုဘဲတော်မီအဖေကိုလက်ဆင့်ကမ်းလိုက်သည်ဖခင်ဖြစ်သူကမျက်မှောင်ကျုပ်သွားသည်တဖြည်းဖြည်းနှင့်သူ့မျက်နှာကနူးညံ့ပျော့ပြောင်းလာသည်သူသည်မတဲမကွယ်ရေးထားသည့်စာများကိုဖတ်ရှုနေသည်မှာမဆုံးနိုင်ဘူးဟုထင်နေပုံရသည်နောက်ဆုံးမှစာရွက်လေးကိုဂယုတစိုက်ခောက်ပြီးအိတ်ထဲထည့်သည်ထို့နောက်ဇနီးဖြစ်သူကကမ်းလှမ်းလာသောလက်နှစ်ဖက်ကိုစုပ်ကင်သည်သူမကမျက်ဝန်းအစုံမှမျက်ရည်များကိုတုပ်လိုက်ပြီးသူ့ကိုပြုံးပြသည်ကျွန်တော်မျက်လုံးအစုံမှလည်းမျက်ရည်တွေရွဝိုင်းလာသည်တို့ရာတွင်သူတို့နှစ်ယောက်ကတော့သတိပြုမိပုံမရကြပါသူကသူမကိုကုတ်အင်ကြီးကူဝစ်ပေးပြီးအတူတကွထွက်ခွာသွားကြသည်ဖျားသခင်သည်သူနည်းသူဟန်ဖြင့်မိသားစုတစ်ခုပြန်လည်ပေါင်းစည်းသွားအောင်ကျွန်တော်ကိုစကလုံးတွေပေးသနာခဲ့သည်နှလုံးသားမှာဒုက္ခတွေဝေနေသည့်ကလေးတစ်ယောက်၏တောကတွေအန်ထုတ်ထားသောစာရွက်လေးရှိရာသို့ညွှန်ပြပေးခဲ့သည်ကောင်လေးတော်မီရေးထားသောစကားလုံးများမှာချစ်တော်မေမေချစ်တော်ဖေဖေတားဖေဖေနဲ့မေမေကိုချစ်တယ်တားမေမေကိုချစ်တယ်တားဖေဖေကိုချစ်တယ် Tommy's essay by John Landstorm ကိုမြန်မာဘာသာပြန်ဆိုသည်ဒီနေ့ဗီဒီယိုကိုနားဆင်ပေးကြတဲ့သောတရှင်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေနောက်ထပ်စိတ်ဝင်စားဖွယ်စာပေနှင့်ဗဟုသုတဗီဒီယိုများအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်